ွေးတဲ့ကလေးနဲ့သမီးကမွေးတဲ့ကလေးနဲ့လေသူတို့ကခွဲခြားမှာပဲဒါဘက်လိုက်တဲ့မိဘဖြစ်ပြီဆိုကြတဲ့ရောက်ခမဖြစ်လာရင်ပိုးတောင်ဆိုးသေးတယ်သိလားမိဘနေရာမှာကလေးကဘက်လိုက်ပါတယ်ဆိုတဲ့ရောက်ခမမျိုးတွေကချွေးမတွေတမတ်တွေအပေါ်မှာဆက်ဆံတဲ့ပုံစံပိုတောင်ဆိုးသေးသမီးနဲ့ချွေးမဆိုမှတော့ခွဲခြားတာထူးဆန်းသလားလို့ဘာဒီမျော်လင့်နေရတော့ချွေးမဖြစ်သူကလေစကင်ကဲဆိုလဲဆက်လိုက်ဘာဆိုလဲအပြည့်စုံဟွာဆိုလဲအပြည့်စုံလိုအပ်ရောက်ခမလိုအပ်တဲ့မြောက်ဆေးဖို့ဆိုလဲဆေးဖို့လူဖို့လဲတန်းဖို့ဆိုလဲလူဖို့တန်းဖို့ပေါ့နော်ချွေးမဖြစ်သူကအပြည့်စုံထောက်ပံ့ပြီးတိတက်တော်ညာလဲချွေးမဖြစ်သူရဲ့တိတက်မှုထောက်ပံ့ပေးမှုဘယ်တော့ခါမှအတိမတ်မပြုတ်ဘူးစကားနဲ့တောင်ထဲ့မပြောပေမဲ့တမီးဖြစ်သူကသူပေးလိုက်တဲ့မုံဖုံးနဲ့သူ့ကိုပြန်ပြီးမုံလေးတစ်ထုပ်ပြန်ဝယ်ကျွေးနေအောင်ချီမွန်ခန်းနေဖွင့်ပြီးသူတမီးဘလို့တော်ကြောင်းပြောတာပေါ့နော်အဲ့ဒါတကယ်ကိုမြင်ဘူးတာနော်သိလားဆိုတော့လေချွေးမနဲ့တမီးနဲ့ဆိုတာတူတူအတွက်တချို့ညံရင်နှိမ့်နဲ့ရောက်ခမတွေအတွက်ကဘာမှမတူဘူးသိလားညံရင်မြင့်မားတဲ့ရောက်ခမတွေစားပြန်တော့လေချွေးမဖြစ်သူမြစ်တာပေးတဲ့အတွက်ကြောင့်မလို့တမီးနဲ့တူတော့ချွေးမကိုသူတို့ပြန်ရရှိတယ်အဲ့လိုပဲညံရင်နှိမ့်ပါတဲ့ရောက်ခမတွေစားတော့ချွေးမဘက်ကဒီလောက်တိတက်နေပါတော့လေချွေးမရဲ့တိတက်မှုဘယ်တော့ခါမှအတိမတ်မပြုတ်တော့ဒီချွေးမလည်းကြာလာတော့မြစ်တာဆိုတော့လေရောင်ပြန်မဟတ်တာကြာလို့ရှိရင်လေလူတဘာဝသိရမလားဘယ်လိုပဲနေသွေးအေးသွားတတ်တာမျိုးတွေလည်းရှိကောင်းရှိတယ်အဲ့လိုမျိုးချွေးမကလည်းရောက်ခမသူ့ကိုဆက်ဆံတယ်လို့ပြန်ပြီးဆက်ဆံလိုက်ခါကြမှာဒီချွေးမဆိုဆိုပြီးတော့ခေါင်းစဉ်အသက်ခံရတာပေါ့နော်ဆိုတော့ချွေးမတို့တဘာဝသည်ခဏညက်ခံရတာကိုလူမမြင်ဘူးမိအေးထအောင်မှပဲလူကြားတာပေါ့နော်ဆိုတော့ချွေးမမပြောနဲ့မွေးထားတဲ့သားနဲ့သမီးတောင်မှညီသူမြသူမချစ်နိုင်လို့ဗတ်လိုက်တဲ့မိဘဆိုတာမျိုးကဖြစ်လာတာလေနော်ဆိုတော့မိဘတစ်ယောက်မှဘလို့လဲဆိုတော့သားသမီးကိုပေါ့နော်မိဘတစ်ယောက်ကနေသားသမီးတစ်ယောက်ကိုကြည့်တယ်ရှုထောင့်ပေါ်မှာပဲမဟုတ်သေးတယ်ဒီသားသမီးကောင်းသလားဆိုးသလားဆိုတာကလေဒီမိဘတစ်ယောက်ကဒီသားသမီးပေါ်ကြည့်တယ်ရှုထောင့်နဲ့အများကြီးသက်ဆိုင်နေတော့သိလားဘာလို့လဲဆိုတော့သူချစ်နေတဲ့သားသမီးကြရင်ဘလို့ပဲနေ तू ကကောင်းတာပဲမြင်နေပါလေ तू မချစ်တဲ့သားသမီးကြပြန်လို့ရှင် तू ဘလို့ပဲဟိုသားသမီးကကောင်းနေပါစေ तू ကမကောင်းဘူးပဲမြင်နေပါဘာလို့လဲမချစ်လို့လေကောင်းပါတယ်လို့မြင်နေတဲ့သားသမီးကသူချစ်လို့ဘလို့ပဲနေကောင်းနေမှာပဲအဓိကကတော့ကြည့်တဲ့ရှုထောင့်လေးနဲ့ပဲမူတည်တာပေါ့နော်သူချစ်တဲ့သူကြတော့သူ့ငကြင်းစီနဲ့ငကြင်းပြန်ကြော်နေလို့ရှိရင်ဒါကောင်းနေတာပဲသူ့အတွက်ကလေသိလားဆိုတော့တိတက်တဲ့ချွေးမမျိုးတိတက်တဲ့သားမျိုးတိတက်တဲ့သမီးမျိုးတိတက်တဲ့တမတ်မျိုးတွေရပြီဆိုလို့ရှိရင်တော့တန်မိုးထားပါကိုဘက်ကဒန်းသူညီသူမချစ်ပေးနိုင်တာပါမြစ်တာလေးပဲပေးမြစ်တာပြန်ရတယ်နော်သိလားဘာလို့လဲဆိုတော့ရောက်ခမဆိုတဲ့နေရာကိုရောက်ပြီဆိုလို့ရှင်ဒီချွေးမဆိုတဲ့နေရာကိုအများကြီးဖြတ်တန်းခဲ့ဖူးပြီးကိုရဲ့ငယ်ဘဝပဲကိုငယ်ဘဝမှာတော့ကိုရောက်ခမပေါ်မှာကိုဒီလောက်မကောင်းခဲ့ပေးနိုင်ပဲနဲ့ချွေးမကိုပေါ်မှာဒီလောက်ကောင်းပေးနေရဆိုလို့ရှင်ဒါချင်းတတ်တော့ပေါ့နော်ဆိုတော့အဲ့ဒီမန်လေးကပြန်ရှာတာမတွေ့တော့လို့အများကြီးမမျော်လင့်ပါနဲ့ရောက်ခမဆိုတာမျိုးကသမီးနဲ့ချွေးမကွာပါတယ်ဒီကမှပြောတာလည်းအရင်မှန်ပါတယ်ရှင်ကိုရဲ့ခိုင်ချက်ကိုcomment မှာမန်ခဲ့ပေးလို့ရပါတယ်ရှင်